ချန်ပီယံလူပွဲအတွက်ဂျိုရှူဝါဘန်ကိုအာယုံနဲ့မရှိဘူးဆိုတဲ့တက်စုလူတိုင်ရာအားလုံးပဲမင်္ဂလာပါခင်ဗျာမြန်မာဆက်ပေါ် channel ကနေကြိုဆိုလိုက်ပါတယ်တိုင်ယာကလက်ရှိမှာစိန်ခေါ်သူအဖြစ်ဝင်ထိုးရပေမဲ့သူ့ရဲ့အဓိကပြစ်မှတ်ကဂျိုရှူဝါဘန်တယောက်တည်းမဟုတ်ပါဘူးသူကချန်ပီယံဟောင်းအလက်ဆန်ဒါဘန်တိုဂျာနဲ့ဂျပန် MMA လက်ရွေးစင်ဂျိုဂျီဟိုရီဂူချီတို့ကိုပါစိတ်ထဲထားပြီးအမေရိကန်မှာတေချာလေ့ကျင့်ပြင်ဆင်နေပါတယ်တိုင်ယာရဲ့အစီအစဉ်ကရှင်းပါတယ်ပထမဆုံးဂျိုရှူဝါဘန်ကိုကြော်ပြီး flyweight ချန်ပီယံခါဘတ်ကိုရယူမယ်အဲ့ဒီနောက်ဒန်ယာကနေပြန်ကောင်းလာတဲ့ပန်တိုဂျာနဲ့ခါဘတ်ကာကွယ်ပွဲထိုးချင်တယ်လို့ဆိုထားပါတယ်ဒါပေမဲ့သူ့ရဲ့အကြီးဆုံးအိမ်မက်ကတော့ဂျပန်နိုင်ငံမှာဟိုရီဂူချီနဲ့ချန်ပီယံပွဲကြီးတစ်ပွဲဖန်တီးဖို့ပါအဲ့ဒီပွဲသာဖြစ်လာရင်ဂျပန် MMA သမိုင်းထဲမှာမှတ်တမ်းတင်ရမယ့်ပွဲကောင်းတစ်ပွဲဖြစ်လာနိုင်ပါတယ်ပရိသတ်တို့ရောယုံကြည်မှုအပြည့်နဲ့လေတိုက်နေတဲ့တိုင်ယာတယောက်ဖန်ကိုလွယ်လွယ်နဲ့အနိုင်ယူသွားလိမ့်မယ်ထင်လားအမြင်လေးတွေဆွေးနွေးသွားကြပါဦးအားလုံးကိုကျေးဇူးတင်ပါတယ်